တင်းကိုတင်းစကလုံးတစ်လုံးနဲ့ဖော်ပြရမယ်ဆိုလို့ရှိရင်ဘာဖြစ်မလဲတဲ့ If you had to describe yourself in one word what would it be ကျေးဇူးတင်ပါတယ်ရှင်ညီမကိုစကလုံးတစ်လုံးနဲ့ဖော်ပြရမယ်ဆိုရင်ညီမယုံကြည်မှုဆိုပြီးတော့ညီမပြောချင်ပါတယ်ရှင်ဒီယုံကြည်မှုဆိုတာကညီမတို့လိုအလှမဲ့တိုင်းတွေမှာမဟုတ်ဘဲနဲ့လူတိုင်းအတွက်အရေးကြီးပါတယ်ညီမစိတ်တက်ကြနေတဲ့အချိန်တိမ်ငယ်နေတဲ့အချိန်အားငယ်နေတဲ့အချိန်မှာညီမမေညီမကိုပြောနေကြစကားလေးတစ်ခုရှိပါတယ်ရှင်အဲ့ဒါကတော့သမီးနေ့ကိုနေမှမယုံကြည်ဘူးဆိုရင်နေ့ပတ်ဝန်းကျင်ရလူတွေနေ့လုပ်ငန်းခွင်ရလူတွေကနင့်ကိုဘယ်လိုလုပ်ယုံကြည်တော့မှလဲဆိုရင်ညီမအမြဲအားပေးစကားပြောခဲ့ပါတယ်ရှင်အဲ့ဒီစကားညီမတို့တော့အရန်တန်မိုးရှိပါတယ်ဟုတ်ကဲ့ပါညီမလည်းပေါ့နော်အဲ့ဒီစကားကိုအခြေခံပြီးတော့ညီမပြောင်းလဲတဲ့နိုင်ပြောင်းလဲတယ်ညီမလှုပ်ချင်တဲ့အရာတွေကိုလှုပ်နေရပေါ့နော်ဟုတ်ကဲ့ပါညီမပြောချင်တာကဒီအောင်မြင်နေတဲ့လူတွေကမှတန်မိုးရှိတာမဟုတ်ပါဘူးရှင်စူးစမ်းနေတဲ့လူငယ်တိုင်းတန်မိုးရှိပါတယ်ညီမလည်းစူးစမ်းနေတဲ့လူငယ်တွေကလူငယ်တယောက်ဖြစ်ပါတယ်ရှင်စူးစမ်းနေတဲ့လူငယ်တွေအတွက်လည်းသူတို့နဲ့ထိုက်တန်တဲ့နေရာတို့ရှိမယ်လို့ညီမယုံကြည်ပါတယ်အဲအကြောင်းမို့လဲညီမဒီအစီအမံထက်ပေါ်မှာအခုရှိနေခြင်းဖြစ်ပါတယ်ရှင်ဟုတ်ကဲ့ပါ So I would like to message to you believe yourself believe your dreams because you have the power to shape your future thank you